ကိုယ်တိုင်လူတဲ့ပထန်းချမ်းလူရှင်တွေထဲမှာအသက်အငယ်ဆုံးအလူရှင်လို့လည်းပြောလို့ရပါတယ်။ဓမ္မမိတ်ဆွေတို့နားထောင်ပြီးတော့တာဓုခေါ်ပေးပါအောင်။ဒီပထန်းချမ်းအလူရှင်လေးကတော့အသက်အားဖြင့်9နှစ်နဲ့2လပဲရှိသေးတယ်။တသားလေးမောင်အာကာမင်းတန်ဖြစ်ပါတယ်။သူ့ရဲ့စုထားတဲ့မုတ်ဘိုးလေးတွေကိုအဖွားကပထန်းချမ်းတော်လှူတဲ့အခါမှာတစုံလှူပြီးသွားပြီနော်အဲ့ဒီမိသားစုကအဖွားကအလှူလေးအကြောင်းကိုပြောပြတယ်တာဓုခေါ်ဖို့ပြောပြတဲ့အခါမှာသူ့ရဲ့စုထားတဲ့မုတ်ဘိုးလေးနဲ့သားလဲတစုံလှူခြင်းပါတယ်ဆိုပြီးတော့ပထန်းချက်တော်လှူပေးတာဒလီကပါအပြီးလှူပေးတာပါရှင်သားလေးရဲ့နာမည်ကမောင်အာကာမင်းတန်းဖြစ်ပါတယ်သားလေးရဲ့တရားအတွက်ပါရမီကုသိုလ်တွေပြုခဲ့တဲ့ရှေးဘဝကပြုခဲ့မှုတဲ့ကုသိုလ်ထောက်ပံ့နေနဲ့လှူခွင့်ရတာဒီကုသိုလ်တွေကိုမှန်းပြီးတော့တာဓုခေါ်ပါတယ်သားလေးရေချစ်ခင်ရတဲ့ဖေဖေမေမေမိသားစုနဲ့အတူတူယခုဘဝမှာလဲစိတ်ချမ်းသာကိုကျမ်းမှာဘေးရန်ကင်းစွာနဲ့နေ့ရက်တိုင်းဖြတ်သန်းပြီးတော့ထပ်ပြီးတော့သာသနာတော်ကြီးကိုချီးမြှင့်ထောက်ပံ့နိုင်တဲ့အမျိုးကောင်းသားကောင်းယေရနာလေးဖြစ်ပါစေတကယ်ကိုပါရမီတွေထူတာပါရှင်ကျမတို့ငငယ်တော့ဆိုဒီချိန်စားဖို့သွားဖို့ကစားဖို့ပဲတည်တဲ့အရွယ်လေးတွေเนาะဒါကြောင့်မို့လို့ပုပ္ပါလက်ဦးဆရာမိထိုက်ဆိုတာပုပ္ပါရှိရာမိနစ်ဖာဆိုတာလေမိဘတွေကလည်းဒီကုသိုလ်ရင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကလေးတွေကိုနားလည်နိုင်တဲ့စကားလုံးတွေနဲ့ပြောဆိုဆုံးမတဲ့အခါမှာကလေးတွေကဒီရွယ်ကကိုယ့်ဘက်ကိုပါတဲ့အရွယ်လေးတွေเนาะပထန်းကျမ်းတော်ပူဇော်ဖို့ဝယ်ဖို့ခက်ခဲရှိတဲ့ဓမ္မမိတ်ဆွေတွေကလည်းယူသေးလေးစားစွာမျက်နှိုးစွာပူဇော်မယ်ဆိုရင်အလှခံပါရှင်ဒီထဲမှာရွေးချယ်စစ်စစ်ပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်။ comment တွေထဲမှာဖုန်းနံပါတ်တွေမမှတ်ပါနဲ့เนาะလူတွေရှိပါတယ်တတိထားပါ။ကဲဒီနေ့အလူရှင်လေးကတော့ကျေးဇူးရှင်မိပါတယ်ဖြစ်ကြတယ်။ဥခင်ထွေဒေါ်ဝင်းဝင်းဟန်အကိုကြီးမောင်ကောင်းပြည်စုံတို့မှုထားပြီးတော့ကုသိုလ်ရှင်အသက်9နှစ်နဲ့2လအရွယ်ရှိတဲ့သားလေးမောင်အာကာမင်းတန်ရဲ့ပထန်းကျမ်းတော်အလှပါဝမ်းမြောက်စွာတာဓုခေါ်ရင်းနဲ့သားလေးမောင်အာကာမင်းတန်ရဲ့အလှတော်ကို32ပုံသားများအားလုံးမြဲမမြဲပုဂ္ဂိုလ်များအားလုံးအထူးသဖြင့်သားလေးမောင်အာကာမင်းတန်ရဲ့ပထန်းဆက်ဆွေမျိုးဆက်များအားလုံးသာသနာဆောင်နမင်းကြီး၄ပါးနဲ့တကွာငရဲမင်းယမမင်းမြဲမမြဲပုဂ္ဂိုလ်များအားလုံးတို့အားမြပေးဝေပါ၏အားလုံးကြကြသမျှအမြယူတော်မူကြပါကုန်တော်တာဓုအားလုံးကြကြသမျှအမြယူတော်မူကြပါကုန်တော်တာဓုအားလုံးကြကြသမျှအမြယူတော်မူကြပါကုန်တော်တာဓုပါတသားလေးနှကောင်းနှမြတ်တည်းရဲ့ချစ်ခင်ဆောက်ရှောက်ခြင်းကိုရရှိပါစေသိနေထားတာသားလေးရဲ့